လာမင်းမိတ်စာရဲ့သွေးကိုသာရရင်နေစုကိုလူပြန်ဖို့ဆေးကိုလည်းအမြန်ဆုံးဖော်ဆက်နိုင်မှာဖြစ်တာမလို့တန်ဂျူကတိကျစုစားမှဆိုပြီးတွေးနေပါတယ်။အဲ့ချိန်ဒန်ရတဲ့အီနိုစကေကနာကျင်နေပေမဲ့ဘာမှမဖြစ်လို့ပဲတန်ဂျူကိုနာသလားဆိုပြီးလာမင်းနေပါတယ်။ဒန်ရနဲ့အီနိုစကေကိုတန်ဂျူကထုံးစံတိုင်းပဲကျင်နာပြနေလို့အီနိုစကေလည်းသူ့ကိုကျင်နာမှုဝင်လာရှုပ်ကံမှုမကြိုးစားနဲ့ဆိုပြီးတန်ဂျူကိုပြောနေပါတယ်။နောက်ပြီးတန်ဂျူကိုအမြဲလိုက်ပြချင်နေသူဖြစ်ပြီးခေါင်းတော်မှာတဲ့ကောင်ဖြစ်ကအနာကိုပတိစေးရအောင်လက်မခံချင်ပါဘူး။မိသားတွေကအုပ်စုလိုက်မနေဘူးလို့ထင်တာပေမဲ့ဒီတောင်မှာတော့မိသားစုလိုက်ရှိနေမှာတန်ဂျူအတွက်ထူဆန်းနေပါတယ်။တစ်ဖက်ကဇင်သူကတော့နေစုကိုနဲ့သူ့ဘရာကိုလိုက်ရှာရင်ပင်းကူတွေများနန်စော်တဲ့နေရာတစ်ခုရောက်လာပါတယ်။နားပါတဲ့ဇင်စုကပင်းကူတွေရှောက်သွားနေတဲ့အတန်တွေကြောင့်နားပါဦးနေချိန်ရုတ်တရက်ကြော်ချမ်းသွားလို့လက်ကြည့်လိုက်ပါတယ်။လူမျက်နှာနဲ့ပင်းကူတကောင်မြင်လိုက်ရပြီးထုံးစံတိုင်းပဲဇင်စုကခြေဥတရားကိုလုံးနေအောင်ပြေးပါတယ်။ခုဖြစ်နေရအိမ်မက်ပဲဆိုပြီးမျက်လုံးစော်မိတ်ပြေကနိုးထားပါတော့ဆိုရင်ညီယူတဲ့နေအတူတနေရာရောက်မှာတော့ခဏရက်ပြီးမျက်လုံးဖွင့်လိုက်ပါတယ်။လေးပေါ်မှာပင်းကူမင်းနဲ့ဆွဲပြီးပြန်နေအိမ်နဲ့အတူတွဲလောင်းကိုယ်တိုင်လူသေးကောင်တွေကပင်းကူတွေအစားရလားဆိုပြီးဇင်စုကငေးကြည့်နေမိပါတယ်။ပြင်းရှားရတဲ့တစ်ခုကြောင့်တန်ဂျိုသာရှူမိရင်တေးပါသွားနိုင်ကြောင်တွေးနေချိန်အိမ်ထဲကလူမျက်နှာပင်းကူခန္ဓာကိုယ်နဲ့မိတ်ဆာအကြီးကြီးဆင်းလာပါတယ်။ပင်းကူတကောင်လိုပဲတွဲလောင်းကြီးဆင်းလာတဲ့မိတ်ဆာဒီတောင်ကလာမင်းမိတ်ဆာမိသားစုဖြစ်ပြီးဇင်စုကထုံးစံတိုင်းမျက်လုံးစော်မိပြီးပြေးပြန်ပါတယ်။ဒါပေမဲ့ပင်းကူမိတ်ဆာကြီးကတော့ပြေးလဲမထူတော့ကြောင်လမ်းပြောနေတဲ့အတန်ကိုကြားနေရတဲ့ဇင်စုကလက်ဖွားကလည်းနာပြီးကြိုက်လာပါတယ်။ဒီနေရာမြောက်ခင်တော်တဲ့နေရာမှာတော့လက်ဖွားမှာပင်းကူကြိုက်ခံလိုက်ရသေးတာဖြစ်ပြီးအဲ့ကလေးအစိတ်တက်နေခဲ့တာဖြစ်ပါတယ်။အစိတ်ရဲ့အကျိုးဆက်ကတော့ကြိုက်ခံရတူပါအချိန်တစ်ခုရောက်ရင်လူမျက်နှာနဲ့ပင်းကူသွားသေးမှာဖြစ်ပြီးဇင်စုတို့အချိန်တနာရီပဲကြံပါတယ်။10မိနစ်ဆိုတာနဲ့ခန္ဓာကိုယ်ကဆက်ပြင်းပြင်းနဲ့နာကျင်လာမှာဖြစ်ပြီးမိနစ်20ဆိုမူးဝေပြီးအန်ကျင်လာပါမယ်။နိုင်ဝက်ဆိုတာနဲ့ခန္ဓာကိုယ်ကသတိမကျုံဝင်သွားမှာဖြစ်ပြီးတနာရီပြည့်လို့ပြန်လို့လာတာနဲ့သူမိသားစုဝင်တရားဖြစ်လာမှာဖြစ်ကြောင်းမိသားကြီးကကြောက်တတ်တဲ့ဇင်စုကိုဖဲချောင်းနေပါတယ်။တခြားဘာမူးအောင်ကြောင်းနေတဲ့ဇင်စုကလည်းပေးနေလေအလကားပဲဆိုတော့သိပြီမယ်။ဟိုပြေးတီပြေးနဲ့အပင်တွေပေါ်တက်ခွေပုံနေပါတယ်။ဘေးကနေပွားစီလိုက်ပွားနေပင်းကူမိတ်ဆာကိုငကိုရဲကတငယ်ချင်းရောဆော်မရှိရတဲ့ပင်းကူဖြစ်သွားရင်ဘယ်ကောင်မှလာကြတော့မှမဟုတ်ဘူးဆိုပြီးမျက်လုံးစုံမိတ်ကလန့်အောင်နေပါတယ်။အပင်ဖက်ပြီးကြောက်နေချိန်ဇင်စုကအတိတ်မှာတော့သူ့ဆရာတိတ်မဲ့တက်လေးချင်းမှုကိုမခံနိုင်လို့အပင်ပေါ်တက်ပြေးပုံခဲ့တဲ့အချိန်ကိုအမှတ်ရနေပါတယ်။သူချစ်တဲ့ကောင်မကြီးတယောက်အခြားကောင်နဲ့ပြေးမအောင်မသိပဲပတ်စံချေးပေးခဲ့ဘူးအတိတ်နဲ့အတူအကျွင်းညွန့်ရာကနေကဲပြီးတိတ်မဲ့တက်လေးချင်းခိုင်လုပ်ပေးဘူးတဲ့သူ့ဆရာကိုအောင်မိနေပါတယ်။အရင်တော့ဇင်စုကသပင်မဲအောင်ဖြစ်ပေမဲ့လေးချင်းမှာကြောက်လို့အပင်ပေါ်တက်ပုံနေလို့မိုးချိုးပိတ်ခံလိုက်ရပြီးသပင်နဲ့ရှိမြအမွေကောင်ဝါအောင်ဖြစ်သွားပါတယ်။ဇင်စုကကန်ဆိုလာသူ့ဘဝနဲ့ကိုမုံရတဲ့တခုတော့အကြောင်းကအမဲကြောင့်နေတဲ့သူစိတ်ဖြစ်ပြီးမတန်ပါဘူးလို့အမဲမှတ်ယူထားလို့ဖြစ်ပါတယ်။တတိရှိဖို့လည်းအမဲကြိုးစားနေကြည့်ပြီမဲ့အငိုတန်နဲ့ကလေးတယောက်သာပဲဖြစ်နေလို့ကြေကွယ်နေချိန်လူကောင်းတဲ့ပင်းကူတွေအွန်လိုင်းကြီးအပွင့်ပေါ်တက်လာပါတယ်။အစိတ်ရအနေနဲ့ကြောင့်သပင်တွေမှာကျွတ်နေဖြစ်ပြီးပင်းကူမိတ်ဆာအပြုံးတစ်ချောင်းမှာဇင်းစုတယောက်ကြောက်လွန်ပြီးအိပ်ပျော်သွားပါတယ်။အကိုင်းပေါ်ကနေပုတ်ချနေတဲ့ဇင်းစုကိုမိတ်ဆာကြီးကသူ့ကိုလာတက်တဲ့ကောင်ကလည်းစာပေါ်ကောင်ပါဆိုပြီးတွေးနေချိန်ဇင်းစုအသက်ရှူနေတဲ့တစ်ချက်နဲ့အတူသူ့ရဲ့ဓာတ်ကိုလမ်းကန်လိုက်ပါတယ်။မိုးချိုးသက်ရှူရင်ပထမဓာတ်ခွက်ကိုတုံးပြီးတစ်ပင်ကိုအပြူကမိတ်ဆာကြီးစီချင်းကတ်သွားပါတယ်။မိတ်ဆာကြီးကတော့အစိတ်ရည်နဲ့လမ်းမိုးပြင်မဲ့ဇင်းစုကလေးပေါ်မှာနေမဲ့ခန္ဓာကိုယ်ကိုလှည့်ချောင်လိုက်ပါတယ်။ပင်းကူကြီးတစ်ချက်မော်ရတဲ့အစိတ်ရည်တစ်ပင်နဲ့ငွေပြန်လာတဲ့အထိကိုပြင်းထိုင်ပြီးဇင်းစုကနောက်တစ်ခါသူ့ဓာတ်ခွက်ကိုထုတ်ဖို့လုပ်နေပါတယ်။မိုးချိုးသက်ရှူရင်ပထမဓာတ်ခွက်နဲ့ပဲမိတ်ဆာကိုချိန်ရနေတဲ့ဇင်းစုကအဲ့ဓာတ်ခွက်တစ်ခုကိုပဲသုံးနိုင်တယ်ဆိုတာမိတ်ဆာကြီးသိလိုက်ပါတယ်။အတိတ်မှာတော့ကလေးကမိုးချိုးသက်ရှင်ရင်ဓာတ်ခွက်6ခွက်တွေကပထမဓာတ်ခွက်ကိုပဲကျွမ်းကျင်တက်မြောက်ခဲ့တဲ့ဇင်ဆိုတော့သူ့မတမလို့သူ့ဆရာကိုတောင်းပန်နေပူပါတယ်။ဆရာဖြစ်သူကတော့ကို့မှာကျွမ်းကျင်ရလိမ့်မှာတခုပဲရှင်အဲ့တခုအဆုံးနီးပြေဆုံးအောင်တွေးထားဖို့မှာပါတယ်။နောက်တော့ဇင်စုရဲ့ကောင်ကိုတစ်ချက်ချင်းထုတ်နေပြီးဓာတ်တလက်ရဲ့သဘောတရားထုလေရတဲ့အထက်အညစ်ကြေးတွေပြောပြီးဓာတ်အောင်လက်ဖြစ်ကြောင်းရှင်းပြပါတယ်။ဇင်စုရဲ့ပထမဓာတ်ခွက်ကိုဓာတ်တလက်လို့ပဲနာနာရိုက်ပြီးသုံးလို့ပေးထားတာဖြစ်ကဇင်စုရဲ့အစိတ်အချိန်ဆက်ဝင်ရလဲ10မိနစ်နီးလာခဲ့ပြီဖြစ်ပါတယ်။ငိုလဲရထွက်ပြေးလဲရတဲ့အကျုံးမဲ့တော့မှပေးနေဆိုတော့ဆရာဖြစ်သူရဲ့စကားကိုနားရကြားနေရတဲ့ဇင်စုတယောက်သူ့ရဲ့ဓာတ်ခွက်တော့အားရင်ပြေးထည့်လိုက်ပါတယ်။တစ်ချိန်တော့ဇင်စုမှာမောင်းမာတဲ့ဆရာတူကိုတယောက်ရှိခဲ့ဘူးပါတယ်။အမဲကြောင့်နေတတ်တဲ့သူ့ကိုနိုင်ချင်းပြီးနေနေတဲ့သူ့ကိုယ်ရဲ့စကားတွေကလည်းဇင်းစုရဲ့တိမ်ငယ်စိတ်ကိုအကဲပို့စေခဲ့ပါတယ်။ရိုးရှင်းတဲ့ဘဝလိုချင်တဲ့ဇင်းစုကစူးစမ်းလဲမအောင်လို့ဆိုပြီးနေတဲ့အသားဝါးကြစိတ်ဓာတ်တွေအောက်ဆုံးယူထိုးချနေချင်းအမဲစုလောက်ဆွဲထားပေးလူတယောက်ရှိခဲ့ပါတယ်။အဲ့လူကတော့သူ့ရဲ့ဆရာပဲဖြစ်ပြီးဇင်းစုကိုဘယ်တော့မှလက်မလျှော့ခဲ့ဘူးပါဘူး။အဲ့လူကြောင့်ပဲဇင်းစုဆိုတာဖြစ်လာခဲ့တာဖြစ်ပြီးအစိတ်ရည်တွေလူမျက်နှာနဲ့ပင်ကူတွေရှောင်းတဲ့ရင်အတွင်းကအစိတ်ရအနေနဲ့ကြောင့်ဇင်းစုကလှုပ်ရှားမြောက်အောင်နာကျင်နေပြီဖြစ်ပါတယ်။ပင်ကူတွေကလည်းဇင်းစုကိုဝိုင်းအောင်လာကြပြီမယ်။ဂျားတဲ့ကနေလက်စည်းရည်နဲ့တူပင်ကူတွေကလည်းလွှမ်းထက်ကုန်ပါတယ်။လေလူကကြီးမားတဲ့ဆောင်ကြောင့်တုံးခါနေပြီးဇင်းစုကမိုးချိုးသက်ယူရင်ပထမဓာတ်ကို6စားတိတင်လိုက်ပါတယ်။လေးလန်းနေရဲ့လက်စည်းရည်နဲ့တူအလင်းမျက်လုံးနဲ့တိုက်ခိုက်တော့မဲ့ဇင်းစုကအိမ်ထဲဝင်ပုံသွားတဲ့ပင်ကူမိတ်ဆာကိုတစ်ခါတည်းကောင်းဖြတ်နိုင်ယူလိုက်ပါတယ်။စာပေါ်လိုအစိမ့်မိတဲ့ကောင်စင်ကနေခေါင်းပြတ်ခံလိုက်တဲ့ပင်ကူမိတ်ဆာတော့မခံသီးမခံသားနိုင်ပဲဘဝကူသွားပါတယ်။မိတ်ဆာကိစ္စလျှော်သွားမှနိုးလာတဲ့ဇင်းစုကသူ့တမန်နဲ့ရဲ့အိမ်မက်ခဲ့ရပဲဆိုပြီးတေမတနာချင်းနဲ့အစိတ်ရဲ့ဝေဒနာကိုလှုပ်ရှားမြောက်ခံစားနေရပါတယ်။လူတွေဒုက္ခနေအောင်ကူညီခိုင်းတာမို့ဆရာတင်မိခဲ့ရတဲ့လက်ကားမဖြစ်တော့ဘူးဆိုပြီးတရားမဲ့ချိန်ပဲစောင့်နေရပါတယ်။သူ့မျက်လုံးနဲ့မြင်နေရတဲ့တခုသောအရာကခေါင်းမွာလာမင်းကြီးဖြစ်နေပြီးနားထဲမှာတော့သူ့ဆရာအရှုံးမပေးလိုက်နဲ့ဆိုတဲ့အတန်ကိုအထက်ထက်ကြားနေရပါတယ်။အစိမ့်မပြတ်အောင်ထိန်းနိုင်တဲ့အသက်ရှူနေသုံးဖို့ခေါင်းထဲမှာနေမသိဖို့ကိုရုန်းကန်နေရပါတယ်။ဒင်းစုတော့ဝမ်းထဲနေအစားကလေးချူတာရောကတော့တန်ဂျိုတို့အကူအညီတောင်းဖို့ထွက်သွားပါတယ်။တစ်ဖက်ကတန်ဂျိုကတော့တင်ကင်းသိတဲ့နေရာမှာဘယ်လိုများမိုးရှင်းတဲ့တူညှော်နှန်းကိုရနေရလဲတွေးမိပြီးအီနိုစကဲကိုမြင်နေပါတယ်။အဲ့ချိန်မှာပဲရေချောင်းရဲ့တစ်ပတ်ချမ်းမှာအဖြူအောင်ကီမိုနိုနဲ့မိတ်ဆာမကြီးတယောက်ကိုတွေ့လိုက်ရပါတယ်။သွေးဆိုးရဲ့အီနိုစကဲကတော့တီထိုးတော့မယ်ဆိုပြီးအပြေးသွားချိန်မိတ်ဆာမသူ့ဖေကိုလမ်းခေါ်လိုက်ပါတယ်။တခါလေဘောရင်ခုံချလာတဲ့မိတ်ဆာကြီးကြောင့်အီနိုစကဲနောက်ပြန်ရှောင်လာရပါတယ်။ပင်းကူမျက်နှာကြီးနဲ့ခွန်အားကြီးတဲ့မိတ်ဆာကြီးကသူ့မိသားစုကိုမထီးနဲ့ဆိုတဲ့စကားသံနဲ့တူမြေကြီးကိုကွဲသွားတဲ့အထိကိုထိုးချလိုက်ပါတယ်။အပြင်းရတဲ့ထိုးချက်တွေနဲ့အီနိုစကဲကိုလိုက်ထိုးနေပြီးတန်ဂျိုကလည်းသူ့တငယ်ချင်းကိုမထီးနဲ့ဆိုပြီးဓာတ်နဲ့ပြေခိုးပါတယ်။ဒါကတော့ဒီမိုစီယာစီဇန်ကအပိုင်းဆက်ခွန်ဖြစ်ပါတယ်။အပန်းမကြည့်ဘူးဆိုရင်ကျွန်တော်ကိုလိုက်ရဆက်ခွက်တစ်ချက်စီနေပြီးအားပေးတော့လို့ရပါတယ်။